စိတ်ကြည်လင်မှုရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့နံပါတ်1စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဥတ္တပဆိုတဲ့တရားကိုရှင်းလို့တည်ဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဥတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘိုးသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မြတ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်ကိုမရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်ကိုမရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကွဲကွဲပြားပြားသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းဂန်တွေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတုံးဆိုပါစို့တစ်ဖက်ကမိဖုတ်ထားလို့ရဲနေတယ်ဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့ယွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလှုပ်ထားရဲ့ကြောက်လို့မလှုပ်ထားရဲ့မလှုပ်ထားခြင်းတူတူပဲပေါ့ဟုတ်ကလားရည်ချက်ကယွန်လို့မလှုပ်ထားတာတစ်ခုကြောက်လို့မလှုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှင်းဆိုတာတိဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဥတ္တပမရှိပဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဥတ္တပပဋ္ဌာနံတဲ့ဟိရိဥတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဥတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မို့လို့ရှေးဥစွာကိုယ်တဏ္ဍာမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်မှုရအတွက်ဟိရိဥတ္တပကိုအရင်တိဆောက်ပါလို့ပြောတာအဲ့တော့ဟိရိဥတ္တပမှာအရင်မတိဆောက်ဖဲနဲ့တရားတွေသွားအထုတ်
အထောက်အောင်မဟုတ်အထောက်ပါတယ်ကောင်းတယ်အခြေခံမပါဘဲနဲ့သွားလှုပ်လာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကဘူးဘာလေးပါလာတော့ဆိုမာနာလေးပါလာတယ်ငါတရားထုတ်တယ်သူတို့မထုတ်ဘူးဆိုအထင်လေးတစ်ခုပါလာပြီတော့အဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်တယ်စိတ်ဟာစင်ကြဲလာတာမဟုတ်မာနကထပ်တွယ်ကပ်လာအဲ့ဒါမစင်စားသင့်ဘူးပေါ့နော်အဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝံပနာလို့ဆိုတဲ့ဟာအမှန်တမ်းမကောင်းတဲ့သဘောထားလို့ဒီလိုကိုတော့အထင်ကြီးတယ်ချီးမွမ်းတယ်သူများကိုတော့အထင်သေးတယ်ကဲအရှုတ်ချတယ်ဆိုတဲ့ဟာသူတော်ကောင်းတွေဆက်ဆုပ်တဲ့အမှုအကျင့်တစ်ခုပဲဒါကြောင့်မို့အဲ့ဒါမျိုးကိုယ်တဏ္ဍမှာမဖြစ်စေရဘူးကိုယ်တဏ္ဍမှာအဲ့ဒါမျိုးမဖြစ်စေရဘူးကိုတရားပဲကိုနှလုံးသွင်းလို့ဟောနံပါတ်1ဟိရိဥတ္တပရှုဆိုတိဆောက်ပါတဲ့နံပါတ်2ကဘာလောက်ရမှာလို့ဆိုအဲ့ဒါတိဆောက်ထားလို့ရှင်ကိုနဲ့ပြုလုပ်ရမယ်အကျင့်တွေစင်ကြယ်အောင်လုပ်ဒါဘာပြောတာတော့ဆိုကာယကံနေစင်ကြယ်ရမယ်လို့ပြောတာကာယကံကဘယ်လိုစင်ကြယ်တာတော့ဆိုရင်သူများအသက်တတ်ချင်းမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးတတ္တဝါတွေပေါ်မှာတနာတယ်ဆိုကာယကံစင်ကြယ်တယ်လို့ခေါ်တယ်သူများဥစ္စာခိုးခြင်းမှရှောင်ခြင်းတယ်မတရားတဲ့အနေနဲ့ယူခြင်းမှရှောင်ခြင်းတယ်ရှောင်ခြင်းုံနဲ့မကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလိုချင်ဘူးပေးတာကဏ္ဍမှတပါသူများပစ္စည်းကိုကဲအောင်နေတယ်ဟောကာယကံမှုစင်ကြယ်ကာမိတုမိစ္ဆာစာရမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးစိတ်နဲ့တောင်မပြတ်မအောင်ဂရုစိုက်တယ်ဟောကာယကံမှုစင်ကြယ်အဲ့ဒီစင်ကြယ်အောင်အရင်လုပ်တယ်ပြီးတဲ့ခါကျတော့ဘာစင်ကြယ်အောင်လုပ်ရမှာလို့ဆိုဝစီတမာစာရနောက်ကပြောတဲ့ကိစ္စတွေလည်းပဲနောက်ကပြောတဲ့စကားတွေလည်းပဲစင်ကြယ်အောင်လုပ်လိမ့်မပြောဘူးမှန်တာပဲပြောတယ်မတည့်အောင်မပြောဘူးညီညွတ်စိတ်အောင်သာပြောတယ်ဆဲရီတိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးကျေးနားခံတာအောင်ပြောတယ်ကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့တရားစကားလိုဟာမျိုးပြောတယ်ဆိုဟောတာဟာနှုတ်နဲ့ပတ်သက်ပြီးစင်ကြယ်လာပြီလို့ပြောတယ်နောက်တစ်ခုကစိတ်နဲ့ပတ်သက်ပြီးတော့စင်ကြယ်အောင်လုပ်သူများပစ္စည်းကိုကိုယ်ပစ္စည်းအဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကိုပျက်စီးစေလို့တဲ့ဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူဘာဖြစ်သွားရင်ကောင်းမှာပဲနဲ့မကောင်းတဲ့ဟာဖြစ်သွားအောင်ဒေါသနဲ့တွေးတဲ့အတွေ့မျိုးကိုယ်တဏ္ဍမှာဖြစ်စေကံဤအကျိုးကိုညှင်းပယ်တဲ့နတ္ထိကဝါဒအဲ့ဒါနဲ့ဆက်နွယ်ပြီးကံကိုညှင်းပယ်တဲ့ဒီအကရိယဝါဒကံရောအကျိုးရောနှမျိုးစလုံးညှင်းပယ်တဲ့အကရိယဝါဒဆိုတာမျိုးတွေအဲ့ဒါတွေကိုလက်ခံကျင့်သုံးတဲ့မိစ္ဆာဒိဋ္ဌိကိုယ်တဏ္ဍမှာမရှိစေဘူးမှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင်စိတ်စင်ကြယ်တယ်လို့ပြောတာနောက်တစ်ခုကတော့အသက်မွေးမှုစင်ကြယ်ရမယ်လူလောကဘဝမှာလူဖြစ်လာပြီလူလောကမှာလူဖြစ်လာပြီဆိုရင်စာဝတ်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတာဒါမှန်တယ်မလုပ်လို့မရဘူးလုပ်ရမှာပဲဘုန်းကြီးတွေရဲ့စာဝတ်နေရဲ့ဘာတော့သတ်သင်္ကန်းကြောင်းစေစာဝတ်နေလူတွေရဲ့စာဝတ်နေရဲ့ဘာတော့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရဲ့စေဝါဒါပဲလေဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပဲသို့တော့အခေါ်လေးကွဲတယ်သူပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေဖို့အကြောင်းတရားကွဲကြတယ်လူမှလည်းစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရင်စေဝါရှိရမယ်ဘုန်းကြီးတွေလည်းဒါပဲပစ္စည်းလေးပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီလန်းနဲ့လှုပ်တဲ့လူမတရားတဲ့နီလန်းနဲ့အသုံးပြုပြီးတော့ရှာတဲ့ဘုန်းကြီးဒါမိစ္ဆာအာစီဝါလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်းရှာဖွေတယ်ဓမ္မလမ်းကြောင်းအတိုင်းရအောင်ကြိုးစားတယ်ဆိုရင်တမ္မာအာစီဝါအဲ့ဒါလို့အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့လည်းစင်ကြယ်စေရမယ်
ဒါစိတ်ဖြူစင်အောင်လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာအရေးကြီးတယ်လို့ဒီလိုပြောတာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တယ်ဣန္ဒြေ6ပါးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့လိုတယ်ဣန္ဒြေထိမ့်တယ်ဆိုတော့ကြည်ကျင်တာမကြည့်ရဘူးနားထောင်ကျင်တာမထောင်အောင်ဒီလိုပြောတာမဟုတ်ဘူးဣန္ဒြေထိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ကမျက်စိကကြည့်စရာကြည့်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လောကလူတွေကမထိမ့်ဘူးဆိုရင်မျက်စိကနှစ်သက်စရာမြင်ရင်လောဘဖြစ်လိုက်တယ်မုန်းတီးစရာမြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်အသိဉာဏ်ကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်ဆိုဟောလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နားကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နှာခေါင်းကအနံ့ရရတဲ့ဆိုတာဆိုသည်ဘယ်ငါငပိကြော်တာတော့ငရုတ်သီးကြော်တာစပြီးတော့နော်အနံ့ရလာလို့ရှိရင်လောဘဒေါသဖြစ်တတ်တယ်လေကိုကြိုက်တဲ့ဟာလေးဆိုမွေးလိုက်တာပေါ့မကြိုက်တာကြတော့နံလိုက်တာဟောလျှာနဲ့အလည်းလောဘဖြစ်တတ်တယ်ဒေါသဖြစ်တတ်တယ်မောဟတွေဖြစ်တတ်တယ်ခန္ဓာကိုယ်အထိတွေ့နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဘိဇ္ဇာဒေါမနတလို့ဆိုတယ်ဒီအကုသိုလ်တွေလာနေတယ်စိတ်ထဲကကြံတွေးရင်လည်းဒါမျိုးတွေလာတတ်တယ်။ဩမျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တယ်။ဆရာလွှမ်းမိုးပြီးတော့ကြီးစိုးထားတဲ့ဣန္ဒြေ6ပါးကိုအဲ့ဒီဣန္ဒြေ6ပါးတကား6ပေါက်ကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုတ်ပိတ်ပြီးတော့အသိပညာနဲ့ဖယ်ရှားပြစ်နေတာဒါအိန္ဒြေကိုလုံအောင်လုပ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့နီးစနစ်ကိုမသိဘူးဆိုရင်အိန္ဒြေကြီးဆိုတာတချို့ကမျက်လွှာကြီးချပြီးတော့တောင်ကြီးမြောက်ကြီးမကြည့်ပဲနေတာကိုအိန္ဒြေရှိတယ်လို့ထင်နေမှာနော်သူတွေးချင်ရတွေးရင်မနှိမ်တရေမလုံဘူးလေအကုသိုလ်တွေကဥမာမျက်စိကတော့မဝင်ဘူးမှိတ်ထားလို့မျက်စိမုံရင်လည်းဝင်ញမဝင်မှာပါနော်နားကမကြားလို့နားကဝင်ញမဝင်မှာပေါ့နှာခေါင်းကအနတ်မရတဲ့ယောဂဖြစ်လဲဝင်ញမဝင်မှာပေါ့အဲ့တော့လျှာတို့ကိုယ်တို့လည်းထို့တူပဲပေါ့ဆိုလိုရင်းကအကယ်၍သာမျက်စိကြီးအောက်ချနေတာကိုအိန္ဒြေရတယ်လို့ယူဆမယ်ဆိုလို့ရှိရင်မျက်မမြင်နေအိန္ဒြေရနေတာပဲကြည့်မှကြည့်လို့မှမမြင်နိုင်သူတို့အိန္ဒြေလုံတယ်လို့ပြောလို့ရမရဘူးတကား6ပေါက်သူကသူပိတ်ထားပဲရှိတယ်အကုသိုလ်ကတော့ဝင်လို့မရလို့သာမဝင်မဝင်တာပဲဝင်မဝင်လို့ရတဲ့နေရာဝင်နေမှာပဲဟုတ်ကဲ့လားဆိုလိုတာကဝင်လို့ရတဲ့နေရာတွေမဝင်အောင်လုပ်တာဒါကိုပြောတာအိန္ဒြိယဘာဝနာသုံးပါလေမြတ်စွာဘုရားဒါတိတိလင်းလင်းဟောထားတာရှိတယ်အဲ့ဒါလို့ဣန္ဒြိယေတုဂௌတ္တ द्वार ဣန္ဒြေတွေကနေဣန္ဒြေတွေမှာတကားလုံခြုံအောင်ထိန်းသိမ်းဆောင်ရှောက်မှုဆိုတာလိုအပ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဘောဇနေမတ္တညုတာအစာအာဟာရစားတဲ့အခါမှာစဉ္ညတုံတရားနဲ့စားဖို့လိုအပ်တယ်ဆိုလိုတာကတော့ကြိုက်လို့စားတာလားစားတဲ့လို့စားတာလားဒီနှစ်ခုရှိရဘာအတွက်စားတာရည်ရွယ်ချက်မှန်မှန်ကကြိုက်လို့စားတာဆိုမမှန်ဘူးဟုတ်ကဲ့လားစားတဲ့လို့စားတာအစာအာဟာရမစားလို့ရှိရင်ခန္ဓာကိုယ်ကြီးတည်တတ်မှာမဟုတ်ဘူးအလုံးလုံးနိုင်မှာမဟုတ်ဘူးအဲ့တော့ခန္ဓာကိုယ်ဆိုတာသဗ္ဗတတ္တအာဟာရထိတိကအာဟာရကြောင့်တည်တယ်စားတဲ့နဲ့ဘာအတွက်စားတယ်လဲခန္ဓာကိုယ်တည်ထမ်းဖို့သက်ရှိဖို့လုံးလုံးနိုင်ဖို့ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်တွေကိုသိပြီးတော့စားတာမတ္တညုလို့ခေါ်တယ်ပြီးတော့စားတဲ့အခါမှာလည်းအတိုင်းတာလေးနဲ့ကြိုက်ပြီဆိုနင်းကန်စားအစာမကြေယောဂါတွေဖြစ်အဲ့ဒါလည်းအတိုင်းတာတစ်ခုမသိဘူးလို့ပြောတာပဲနော်အဲ့တော့အတိုင်းတာတစ်ခုသိပြီးတော့စားရမယ်တဲ့ဒါတွေကစိတ်စင်ကြယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားတော့မယ်ဆိုရင်အခြေခံအားဖြင့်လိုအပ်ချက်တွေလို့ဒီလိုပြောတာနောက်တစ်ခုကတော့ဇာကရိယာနုယောဂနိုးကြာကြာကြိုးစားရနိုးကြာကြာကြိုးစားမိမိလျောရောလှုပ်ချင်တဲ့ခါလှုပ်မလှုပ်ချင်တဲ့ခါနေမဟုတ်ပဲနိုးကြာကြာကြိုးစားနိုးကြာကြာကြိုးစားတယ်ဆိုတော့ကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားပြစ်ဖို့ရချိန်ရှိတဲ့
ထဲမှာကြိုးစားပြီးတော့အထောက်မှု